ဟုတ်ကဲ့အားလုံးမင်္ဂလာပါအခုပြမှာတော့တို့ကြွေပြားကတ်နီးဖြစ်ပါတယ်အခုကတ်နေတာကတော့ကြွေကြောက်ပြားပေါ့နော်အထူ20မီလီမီတာရှိရဲ့ကြောက်ပြားကြီးကတ်မှာဖြစ်ပါတယ်လို့ပထမဆုံးအနေနဲ့ကျွန်တော်တို့အမှကြွေကြောက်ပြားပေါ်မှာပေါ့နော်အကောပြီးတဲ့မြေကြီးကျွန်တော်တို့အရင်ထည့်ပါတယ်အရင်မျက်နှာပြင်ညီအောင်လို့ကျွန်တော်တို့ပြီးတဲ့မြေပေါ်ပြီးတဲ့မြေရတယ်ဒီတန်နဲ့နှိပါတယ်နှိပြာနဲ့ဒီမှာဒီကြောက်ပြားမှာကတ်ဖို့တွေ့ပါတော့တို့တဲနဲ့ပြီးတဲ့မြေရောရတဲ့ဒီမစလာကိုကျွန်တော်တို့အကျန်းပေါ့နော်တော့အချောက်ဖြိုပြီးတော့ဒီမှာကတ်မဲ့နေရာကိုထည့်ပါတယ်ပြီးရင်ကနပြတဲ့အတိုင်းပေရန်နဲ့ဆွဲရပေါ့နော်ဒီကြောက်ပြားမှာလည်းပေရန်နဲ့ဆွဲတယ်အခင်းမဲ့နေရာမှာလည်းပေရန်နဲ့ဆွဲရပေါ့နော်ပေရန်ဆွဲလိုက်နှစ်ဖက်လုံးညီသွားပြီဆိုတာနဲ့ဒီမှာကောက်ထည့်လိုက်ရုံပဲပေါ့နော်ထည့်ပြရနဲ့အခုနေရတိုင်းပဲနည်းနည်းပါးထုလိုက်တယ်ပေါ့နော်အားကြီးမထိုးထိပါဘူးဒီမျိုးကက်နီးကလုံးဝကို100ရာခိုင်နှုန်းတေချာတယ်100ရာခိုင်နှုန်းနဲ့ခိုင်ခန့်တယ်ပေါ့နော်ဒီခိုးခြင်းမရှိပါဘူးဒါကလုံးဝနောက်ဆုံးပေါ်နီးပညာသုံးလာပါတယ်လို့နော်ဒါတွေကတော်တော်များများဒီနီးပညာကတော့သူများမသုံးရဘူးဒါပေမဲ့ကျွန်တော်ကတော့ဒီနီးပညာကိုလုံးဝကြိုက်တယ်ယုံကြည်တယ်အပြား100ခန့်ရင်အပြား100လုံး okay တယ်ပေါ့နော်ဟုတ်ကဲ့ဆရာကြီးများလည်းဘယ်လိုဒီပညာရေးသုံးကြတယ်လို့ပြောပေးလာလို့ရပါတယ်လို့เนาะကျွန်တော်ကတော့ဒီပညာနဲ့ပဲလုံးနေပါတယ်လို့เนาะဒီမှာခင်းနာတကယ် share ကြီးပေါ့เนาะအားလုံးကျေးဇူးတင်ပါတယ်လို့ကျေးဇူးပေးတဲ့တူတယောက်ချင်းစီတိုင်းကိုအားလုံး bye bye